ကွေးတီကိုလည်းစားခြင်းနဲ့ဝက်သားလုံးလည်းစားခြင်းနဲ့ဖတ်ထုတ်ကြော်လည်းစားခြင်းနဲ့ဝက်စာတီလည်းစားခြင်းနဲ့ဒါပေမဲ့ဘတ်ဂျက်လည်းချွေတာခြင်းနဲ့ဆိုရင်တော့ချင်းမှန်မှရှိတဲ့သုံးဘတ်တန်ကွေးတီကိုဆိုင်တော့ရအောင်ဆိုင်စကားရောက်ချင်းတော့ကတော့ဘလို့မှမသိလို့9မိနစ်လောက်တော့တိုင်ပတ်သွားတယ်သူဆိုင်မှာမှာမယ်ဆိုရင်တော့ကောင်တာမှာဆော်ရွက်လေးတောင်းလိုက်ပြီးရင်ဆော်ရွက်မှာမာဂျင်နာချရေးလိုက်အင်္ဂလိပ်လိုရေးလိုက်ရတယ်စီယမ်စခွေသားတွေကတော့ဝက်နှစ်ဆက်အမဲနှစ်ဆက်ဖတ်ထုတ်ကျော်ဝက်စာတေးခောက်ဆွိုင်းဝက်သားလုံးအကုန်မှာထားတယ်အေးလေးတယောက်တစ်ခွက်ပါသေးတယ်အဲ့ဒီအားလုံးပေါင်းမှာဘတ်150ဝန်းကျင်ပဲကြားတယ်အဲ့ဒါဆိုတော့တယောက်ကို60လောက်ပဲကြားတယ်ဖတ်ထုတ်ကျော်ကတော့တပွဲ30ပဲသူကမှာပြီးရတယ်တပွဲပေါ်ကနေယူပြီးစားရုံပဲပူပူလေးတော့မဟုတ်ပေမဲ့သူ့ရဲ့ရတာကောင်းတယ်၄ယောက်လုံးနဲ့ကြိုက်ကြတယ်ကွေးတီကတော့တစ်ဆက်မှာ6ပွဲပါတယ်အရေး2မျိုးအဖတ်3မျိုးနဲ့ပြီးမှကိုကထပ်လို့ခြင်းသေးရဆိုရင်တပွဲ3ဘတ်နဲ့ကြိုက်တဲ့ဟာကိုထပ်မှာလို့ရတယ်သူ့ရဲ့ရတာကတော့ပုံမှန်လေးပဲအရင်ထူးခြားမရှိဘူးစားလို့အဆင်ပြေတယ်ဝက်စာတေးကတော့တော်တော်လေးကောင်းတယ်ဒါပေမဲ့သူ့ရဲ့အချိန်ကချွေရဲကြီးနဲ့မို့လို့မကြိုက်ဘူးတခုလို့ရှိရင်ဆိုင်ကတန်ရှင်းမှုအားနေတယ်ရင်ကောင်တွေလည်းရှိတယ်ပြီးတော့သူ့ဆိုင်ကိုသွားရင်တီရှူးလေးဆောင်သွားတော့မဟုတ်ရင်ဆဲဘတ်ပေးပြီးဝယ်ရလိမ့်မယ်အစားပြောခဲ့သလိုပေါ့နော်အစုံလဲစားခြင်းနဲ့ဘတ်ဂျက်လဲချွေးကြခြင်းနဲ့ဆိုရင်တော့3ဘတ်တန်ကွေးတီကိုဆိုင်ကိုထွန်းကြည့်ပါဆိုင်ရဲ့ location ကိုတော့ post မှာထည့်ပေးထားပါတယ်အားလုံးပဲဆင်ပြေကြပါစေ